ဒီကိုအားလုံးပဲမင်္ဂလာပါကိုနဲ့ဘာမစ်ရိုစတာနော်လေးကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးရတော့ဗောနော်ဒီကျွန်တော်တို့ဒီအစာကြက်တကောင်ကိုကျွေးဝင်းပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြခြင်းတယ်ဗောနော်ဒါတချို့ညီကိုတွေကလည်းလာမေးကြတယ်ဗောနော်လာမေးကြတယ်ကြက်တကောင်ကိုဒီတိုင်းမဲ့ကြက်တကောင်ကိုကျွေးရတာဗောနော်ဟိုဘယ်လိုပြောရမလို့ဆန္ဒမပြေဘူးပဲဗျာတချို့ကြတော့တချို့ကြက်ကြတော့လေကိုကျွေးစားစေခြင်းတော့မစားတာဗောနော်တချို့ညီကိုကြတော့လေဘာကျွေးရမယ်မသိရဗောနော်ဒီဟိုတမယုတ်ကြဒီဆန်နဲ့စကွဲပဲကျွေးနေတာဗောနော်အဲ့လိုမျိုးပဲကျွေးနေရကြတော့ဟိုကိုဖြစ်ချင်တယ်လို့မျိုးမဖြစ်တာဗောနော်အသားကျက်တကောင်မှာဗောနော်တင်းရင်အသားရည်တင်းရင်နဲ့ဗောနော်အဲ့လိုမျိုးဒီဆန်နဲ့စကွဲပဲကျွေးနေမှာဆိုရင်တော့အဲ့လိုကိုဖြစ်နေတယ်တော့ဖြစ်မှာမဟုတ်ဗျသူကလည်းဒီအသားတဲ့ဗောနော်ကျက်တကောင်မှာလည်းသူကအသားတဲ့လိုအပ်ပါတယ်လို့နော်ဒီရိုးရိုးဆန်နဲ့စကွဲပဲကျွေးနေမှာဆိုလို့ရှိရင်တော့ကိုလိုအပ်တဲ့လောက်ဗောနော်ဒီအသားလောက်တာတွေပါတယ်မဖြစ်ဘူးတော့အားကြဘလို့ကျွေးမလဲဆိုလို့ရှိရင်တော့ကျွန်တော်ကျွေးပုံကျွေးနည်းလေးရတော့ဒီအများကြီးလည်းမတက်နိုင်တဲ့ညီကိုတွေတချို့ဒီကြေးလက်ဒေတာဒီချောင်းကြီးမြောင်းချောင်းတွေမြစ်တွေနဲ့အဲ့လိုမျိုးနီးတဲ့ချက်တွေဆိုလို့ရှိရင်တော့သူကဟိုမစိုးဘူးပေါ့နော်သူကလည်းသူဖြစ်တယ်ပေါ့နော်ဒီအသားတဲ့တွေ့ဒီငါးလေးတွေပစုံလေးတွေဒါမျိုးလေးရှိရဆိုတော့ကျတော့မစိုးဘူးပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့နေရာလဲချင်းတယ်ကိုကလည်းကိုဒီလိုခြံနဲ့မွေးတယ်ဒီတိုင်းကိုနေရာလေးမှာချောင်းမရှိမြောင်းမရှိနဲ့အဲ့လိုမျိုးလေးကိုအိမ်ဝင်လေးထဲမှာမွေးတဲ့ဆိုတဲ့လူတွေကြတော့ဒီအစာနဲ့ပတ်သက်ပြီးတော့သူလိုအပ်တာတော့ပေါ့နော်ဒီဘာလိုအပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆန်ကိုမနက်ခင်းကျွေးမယ်ပေါ့နော်မနက်ခင်းဆန်ကျွေးမယ်ဒီနေ့လယ်ခင်းကိုကြတော့ကျွန်တော်ဒီအသားတက်ဖြစ်အောင်လို့မလို့ပေါ့နော်ကျွန်တော်တို့ဟိုကြက်ဥကျွေးမှာပေါ့နော်ကြက်ဥလေးကိုပြုတ်ပြီးတော့ကြက်အကောင်အရွယ်စားပေါ်မူတည်ပေါ့နော်တဝက်ဆိုတဝက်တစ်လုံးဆိုတစ်လုံးပေါ့နော်အဲ့လိုမျိုးလေးကျွေးမယ်ပရိုတိန်းနဲ့ရရပေါ့နော်သူကလည်းဒါလေးကိုဟိုပါပေါ့တပတ်မှာ2ချိန်3ချိန်လောက်ကျွေးပေးမယ်ပေါ့နော်နေ့လယ်စာအနေနဲ့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့မဲသားပေါ့နော်မဲသားလို့ငါပေါက်စားလေးတွေလို့ပေါ့နော်ဒီပစုံပေါက်စားလေးလို့ကျွေးမယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းကျွေးပေးတင်တယ်ပေါ့နော်ဒီနေ့လယ်ခင်းအတွက်ပေါ့နေ့လယ်စာအတွက်ပေါ့နော်အဲ့လိုမျိုးလေးကျွေးပေးတင်တယ်ဒီမဲသားဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီလိုအစိမ်းကျွေးရတော့တိတ်မကောင်းဘူးအစိမ်းကျွေးရဆိုလို့ရှိရင်သူကကြတော့ဒီဝင်းထဲမှာပေါ့နော်ဒီတန်တွေပါထတတ်တယ်ပေါ့နော်အကောင်းဆုံးဆေးအရှိဆုံးကတော့ဗောနော်ဒီပြုတ်မယ်ဗျမဲသားလေးကိုပြုတ်ပြီးတော့အဲ့ဒါလေးကိုပဲကျွန်တော်တို့ဒီသူကုံတော်လေးဗောနော်ဒီတသေးဆိုတသေးနှစ်သေးဆိုအဲ့ဒါမျိုးလေးဖဲ့ပဲပြီးတော့အဲ့လိုမျိုးလေးကျွေးမယ်ဗောနော်ဒီမဲအချောက်ဆိုရင်လည်းမဆိုးအချောက်လေးဆိုလို့ရှိရင်လည်းအဲ့လိုနေလဲထားတဲ့အချောက်လေးကိုအဲ့လိုမျိုးလေးကျွေးမှာပေါ့နော်အဆိုကျွေးရအစိမ်းအဆိုကြီးကျွေးရတယ်ကျွန်တော်တိတ်တော့သဘောမကျဘူးပေါ့နော်သဘောမကျဘူးဆိုတာလည်းတချို့ကကျွန်တော်နှုံငန်းနေပါပြောအဲ့ဒါတွေအကြောင်းမဟုတ်ပါဘူးဒီအစိမ်းကျွေးတယ်ဆိုလို့ရှိရင်ဒီအစိမ်းကတန်တက်ပါတဲ့တော့ကဒီအတွင်းထဲမှာပေါ့နော်တခြားတန်တွေပါလေဟိုပို့ပြီးတော့ထသွားနိုင်တယ်ပေါ့နော်ဝင်းပြက်သွားနိုင်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်အစိမ်းကျွေးတော့မကြိုက်တာပါဒီငါးလေးတွေပစုံလေးတွေကတော့အလွယ်တကူအစိမ်းကျွေးလို့ရပါတယ်เนาะငါးပေါက်စားလေးတွေပစုံပေါက်စားလေးကတော့အလွယ်တကူအဲ့ဒါလေးကတော့အစိမ်းကျွေးလို့ရပါတယ်ဒါမျိုးလေးကျွေးမယ်တော့နေ့တိုင်းမကျွေးပေးနိုင်တော့မှပဲပေါ့ထားပါတော့ဒီနေ့မှာကြက်ဥလေးကျွေးတယ်ဆိုလို့ရှိရင်နောက်ရက်မှာငါးလေးပစုံလေးပေါ့အဲ့လိုမျိုးလေးကျွေးပေးသွားမယ်ဆိုလို့ရှိရင်စင်ပြေပါတယ်ဒီညနေခင်းအတွက်ကိုတော့ဒီဆန်ဖြစ်စကွဲဖြစ်ဒါလေးပဲပြန်ကျွေးမယ်ပေါ့เนาะပြန်ကျွေးရမှကျွန်တော်တို့အရွက်လေးနည်းနည်းဒီဒီဗီတာမင်ဟိုဟာလေးရအောင်လို့ပေါ့နော်အရွက်အစိမ်းရွက်ဟိုဟာလေးရအောင်လို့ပေါ့နော်ဒီကစုံရွက်လေးဖြစ်မဟင်းနဲ့ရွက်လေးဖြစ်အဲ့ဒါမျိုးလေးကိုနည်းနည်းလေးပေါ့နော်နည်းနည်းလေးအဲ့လိုမျိုးလေးကျွေးပေးပါမယ်အဲ့လိုမျိုးလေးကျွေးပေးရဆိုလို့ရှိရင်တော့ဒီတမာယောကြဆန်စကွဲရိုးကျွေးနေရတဲ့စားလို့ရှိရင်တော့အများကြီးတိတာလာပါလိမ့်မယ်လို့ညီကိုတို့ပြောဒါကျွန်တော်တိသလောက်လေးပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီ TikTok ကောင်လေးကိုလည်း like and follow လေးလုပ်ပေးသွားကြပါအောင်လို့အားလုံးပဲဒီ Telegram လေးမှာလည်းကျွန်တော်ရဲ့ Telegram လေးကိုလည်းလာပြီးတော့ join ပေးလို့ရပါတယ်အဲ့ဒီမှာလည်းဒီ channel ပတ်သက်တာလေးတွေ channel ပတ်သက်တဲ့ video file လေးတွေတင်ပေးမှာဖြစ်ပါတယ်အားလုံးပဲညီကိုတွေအဆင်ပြေကြပါစေ